ဒီမှာတော့ဂီတာအန်ဂိုလိုကန်တေနဲ့ဆာရီယိုမာနေတို့ညကွာခြားချက်ကိုမြင်လိုက်ပါတယ်ဘောလုံးသမားအများစုကဇင်ခံကားတွေစိမ့်ချွေတွေအင်ကြီးတွေမှာတန်းပေါင်းများစွာတုံးကြပေမဲ့သူတို့နှစ်ယောက်ကတော့လုံးဝမတူတဲ့လမ်းကိုရွေးချယ်ခဲ့ကြတယ်ဒါပေမဲ့နှစ်ယောက်လုံးကိုနှိမ်ချတတ်သူတွေအဖြစ်လူသိများကြတော့လေသူတို့ရဲ့နှိမ်ချမှုကိုပြသပုံကတော့မတူပါဘူးအန်ဂိုလိုကန်တေကတော့ဂီတာရိုးရှင်းမှုရဲ့သင်္ကေတပါပဲကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့ပြီးသူခေတ်ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲကတယောက်ဖြစ်နေတော့လဲသူကအေးအေးဆေးဆေးပဲနေထိုင်တယ်အထုံးကျပြီးသားမီနီကူပါတစ်စီးကိုမောင်းတယ်ဇင်ခံမှုတွေကိုရှောင်တယ်လူအာယုံစိတ်အောင်လဲဘယ်တော့မှမကြိုးစားဘူးသူ့အတွက်ပျော်ရွှင်မှုဆိုတာဂီတရိုးရှင်းတဲ့အရာတွေထဲမှာပဲရှိတယ်ဘောလုံးကစားခြင်းမိသားစုကိုကူညီခြင်းကိုသစ္စာရှိရှိနေထိုင်ခြင်းဆာရီယိုမာနေကတော့သူ့ရဲ့အောင်မြင်မှုကိုတခြားသူတွေကိုကူညီဖို့အသုံးချတယ်Ferrari တွေရွှေနာဒီတွေမှာပတ်စံဖြုံးမဲ့အစားဂီတစာတင်ကျောင်းတွေစေးရုံတွေစောက်ပေးခဲ့ပြီးစီနီကောနိုင်ငံကစင်းရဲတဲ့မိသားစုတွေကိုလည်းကူညီပေးခဲ့တယ်။သူဘဲကလာတယ်ဆိုတာကိုဘယ်တော့မှမမေ့ခဲ့ဘူး။ပြီးတော့သူ့ရွာသူ့လူမျိုးအသက်ဂီတတစ်ခုခုပြန်ပေးချင်ခဲ့တယ်။ဒါဆိုနှစ်ယောက်ထဲမှာဘသူကပိုပြီးနှိမ်ချတဲ့ကစားသမားလဲ။တကယ်တော့ရွေးဖို့ခတ်ပါတယ်။ကန်တေးကတော့ဂီတတာမန်လူတစ်ယောက်လိုနေထိုင်ခြင်းနဲ့သူ့ရဲ့နှိမ်ချမှုကိုပြသတယ်ချမ်းသာမှုအာယုံစိတ်ခံရမှုတွေကိုမလိုချင်ဘူးမာနေကတော့သူ့ရဲ့ပတ်စံကိုမျှဝေပြီးလူထောင်ပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲပေးခြင်းနဲ့သူ့ရဲ့နှိမ်ချမှုကိုပြသတယ်တယောက်ကရိုးရှင်းမှုကြောင့်လူတွေကိုအားကျကြည့်တယ်နောက်တစ်ယောက်ကတော့ဂီတရဲယုံမှုကြောင့်လူတွေကိုလေးစားကြည့်တယ်ပြီးတော့အဲ့ဒါကပဲအလှဆုံးဖြစ်နိုင်ပါတယ်ကမ္ဘာကျော်စူပါစတာနှစ်ယောက်ဖြစ်ပြီးမဲ့တန်ပေါင်းများစွာရှိလာတဲ့အချိန်မှာတော့ငွေကြောင့်သူ့ရဲ့စိတ်နှလုံးကိုမပြောင်းလဲသွားစေခဲ့ဘူး